ကငင်းမရဲ့အနောက်ကိုဝင်ရောက်ပြီးပျောက်ကွယ်သွားခဲ့တယ်။ဦးသိန်းအာစာရလည်းကရင်ဖိုးကြီးညှို့ပြခဲ့တဲ့နဂုံထဲကိုကြည့်လိုက်ရာတောင်တသာခန့်ရှိတဲ့ကြောက်သားရုပ်ထုတစ်ခုရှိနေပြီးတော့ရုပ်ထုရဲ့ရှေ့မှာတော့ရှေ့မျောမျောယွန်းတစ်တာလုံးရှိနေခဲ့တယ်။ဦးသိန်းလေးယွန်းတစ်တာကိုဖွင့်ကြည့်လိုက်ပါ။အဖိုးကလေဦးသိန်းလေးကိုတစ်ခုခုပေးချင်တာဖြစ်ပါလိမ့်မယ်။ယောဂီဝေလူရဲ့စကားကြောင့်ဦးသိန်းလေးလည်းယွန်းတစ်တာဘူးကိုမဝင်မရဲနဲ့ယူပြီးဖွင့်ကြည့်လိုက်ရာသွေးသွန်းနေတဲ့ပိုးတဲ့သားတစ်ခုနဲ့တူလွန်စွာဟောင်းနှံ့နေပြီဖြစ်တဲ့ပေးသားတစ်ချက်ကိုမြင်လိုက်ရတယ်။ပိုးတဲ့သားကိုလက်မကိုင်းပြီးတော့ပေးသားကိုဖတ်ကြည့်လိုက်ရာငါကိုတော့သူဓမ္မရာသားရဲ့အမှုကိုထမ်းရွက်ရင်အသက်ပေးရခဲ့တယ်။တန်မှုဗလာသူရခေါ်အမောင်အောင်ချမ်းသာ၎င်းအသက်ဆွန့်ခဲ့တဲ့ဤတောင်ကျောကိုအပိုင်သားပေးရလိုက်တယ်။ဦးသေးလေးကပေးသားရွက်ထဲမှာပါတဲ့အမိန့်သားကိုဖတ်ကြည့်လိုက်ပြီးသွေးဆုံးနေတဲ့ပိုးတွေကိုကြည့်လိုက်တယ်။ဒီနေရာလေရွှေမြင့်တင်တောင်ပိုင်ဖို့ရဲ့မူလနန်းနန်းပေါ့ဟုတ်လားသိဟုတ်တာပေါ့ဦးသိန်းလေးရဲ့အဖိုးကလေသူ့ရဲ့မူလနန်းတီနေရာကိုပြတယ်လို့ဒီကိုခေါ်လာခဲ့တယ်ထင်ပါတယ်ဒါကိုဦးသိန်းလေးကဘာလုပ်ရမှာလဲဦးသိန်းလေးကအဖိုးရဲ့နန်းဆွဲနေတဲ့ပိုးတယ်သားနဲ့ကြောက်ရွံ့ထုကိုလက်ရှိနန်းဆောင်တွေကိုပင့်ဆောင်ပေးဖို့အကူအညီတောင်းတယ်လို့ပဲမြင်မိတယ်ဒီတိုင်းပင့်သွားရင်ရပြီလားရတော့ပါတယ်ယောဂီဝေလူရဲ့စကားကြောင့်ဦးသိန်းအာစာရလည်း၎င်းတသာရှိတဲ့ကြောက်ရွံ့ထုကိုဆွဲယူလိုက်ရာရုပ်ထုရဲ့အောက်ခြေကနေအယောင်သွေးစုံနေတဲ့ကြောက်တံပရံများတွေထွက်လာခဲ့တယ်ယူလိုက်ပါဦးသိန်းလေးဒါတွေကလေဦးသိန်းလေးသာသနာပြုတဲ့နေရာမှာသုံးဖို့အတွက်ပေးထားတာပါဒီမဲ့တကားဦးသိန်းကလေသာသနာပေါင်းကိုရောက်နေတဲ့သူဖြစ်တာကြောင့်ဒီပစ္စည်းတွေကိုမယူချင်ပါဘူးအဖိုးကဦးသိန်းကိုဒီတောင်မှသာသနာပြုသေးခြင်းအခြားနည်းလမ်းတွေနဲ့ကူညီပေးပါလို့ပြောခြင်းတယ်ဦးသိန်းလေးရဲ့စကားကြောင့်ယောဂီဝေလူကပလဲရောင်တောက်ပနေတဲ့သွားဆွဲလေးတွေပေါ်အောင်ပြုံးလိုက်ပြီးတော့ဦးသိန်းလေးကလေအပြုတ်မှုရောစိတ်ထားရောပြောင်းလဲသွားလိုက်တာဗျာဦးသိန်းအာစာရလည်းတောင်မိုင်ဖိုးရဲ့မူလရုပ်ထုကိုပင့်ဆောင်ပြီးတော့လှည့်ထွက်ရုပ်ထုအောက်မှာရှိနေတဲ့ကြောက်တံပရံများတွေကပစုံတယောက်ကွယ်ဝက်လိုက်တယ်လို့ပြောက်ွယ်သွားခဲ့တယ်ကြောက်သားရုပ်ထုကိုတောင်ပေါ်မှာရှိတဲ့နန်းနန်းနဲ့ယူဆောင်ခဲ့ပြီးတော့ရွာသားတွေထုလို့ပူဇော်ထားတဲ့ရုပ်ထုရဲ့ဘေးမှာနေရာချထားပေးခဲ့အဲ့ဒီချိန်နန်းနန်းရဲ့ဘေးမှာရှိတဲ့မြင်းနီလန်းကနေပြီးတော့ကရင်ဝတ်ဆောင်အဟောင်းနှွမ်းလေးဝတ်ထားတဲ့မိန်းမကြီးနဲ့ယောဂီဝေလူနှစ်ယောက်တက်လာခဲ့ကြတယ်ကရင်မိန်းမကြီးကဦးသိန်းလေးကိုမြင်တော့ခြေပမိုးရှိကိုဦးဆိုင်ချလိုက်ပြီးအဖိုးမျော်လင့်နေတာတွေကဖြစ်လာတော့မယ်ထင်ပါရဲ့ကွယ်မိန်းမကြီးကဝမ်းသာအားရပြောပြီးတော့အဖိုးရဲ့မူလရုပ်ထုကိုမျက်ရည်အရွှဲသားနဲ့စိုက်ကြည့်နေခဲ့တယ်ဦးသိန်းလေးပြောပါတကားဦးသိန်းလေးကိုလေဒီတောင်ပေါ်မှာပဲသတင်းတော့ဖို့ရှောက်တင်မရသေးဦးသိန်းကလေရဟန်းပြူတာတပတ်ပဲရှိသေးတာမို့လို့တီလာသမားကြီးလည်းမရှိသေးဘူးဒီတော့ဒီတောင်ကအဆောင်လျှောက်တယ်အရန်ကြည့်တာမို့အဖြစ်နိုင်ဦးထင်ပါတယ်ဦးသိန်းသာသတင်းတော့ဖို့ဆန္ဒရှိမယ်ဆိုရင်တပည့်တော်တွေကဝိုင်းဝန်းကြည့်ရှုပေးပါမယ်ဦးသိန်းလေးကိုဘလို့ပုဂ္ဂိုလ်အားမှထိခိုက်အောင်မလုပ်ဖို့စောင့်ရှောက်ပေးပါမယ်တကားတို့ပြောတာနဲ့အားရှိနေပါပြီဒါနဲ့ဦးသိန်းကလေဒီမှာနေပြီးတော့ဘာလုပ်ရမှာလဲဦးသိန်းလေးဘာလုပ်ရမလဲဆိုတော့တက်ဆိုင်တဲ့ပုံကိုယ်တွေကညွှန်ကြားပါလိမ့်မယ်လောလောဆယ်တော့တရဏဂုံ3ပါးကိုသာရွတ်ဖတ်နေပါတရဏဂုံ3ပါးကိုတော့ဦးသိန်းကရွတ်နိုင်ပါတယ်တခြားဂုံတော်တွေတော့မရွတ်တတ်ဘူးနော်ဦးသိန်းလေးကလည်းဂုံတော်ဆိုတာစာအုပ်ကြည့်ပြီးရွတ်လို့ရတာပဲအရေးကြီးဆုံးကဦးသိန်းလေးရဲ့စိတ်ကိုတည်ငြိမ်အောင်ထားဖို့ပဲမဟုတ်ဘူးလားအဲ့ဒါလည်းဟုတ်တာပဲနော်ဒါနဲ့တကားတို့ရဲ့နာမည်တွေပြောပြပါဦးနာမည်သိထားတော့ဘာပဲဖြစ်ဖြစ်ပြောလို့ဆိုလို့အဆင်ပြေတာပေါ့တပည့်တော်ရဲ့နာမည်ကအောင်မြတ်တာပါသူတို့နှစ်ယောက်ကမောင်ကောင်းတဲ့ခွန်းလာပါတကားအောင်မြတ်တာလေတာမန်ပုဂ္ဂိုလ်မဟုတ်တာဦးသိန်းရိပ်မိပါတယ်ဒီနေ့တော့ဦးသိန်းတောင်အောက်ပြန်ဆင်းပြီးတော့ဆရာတော်ကိုရှောက်လိုက်ပါမယ်ဆရာတော်ခွင့်ပြုရင်တော့ဒီမှာပဲသတင်းသုံးပါဦးသိန်းလေးလည်းအောင်မြတ်တာတို့ကိုနှုတ်ဆက်ပြီးတော့တောင်အောက်ကိုပြန်ဆင်းသွားခဲ့ရနောက်တနေ့အာယုံဆုံးဖုံးပြီးချိန်မှာတော့တင်ငန်းသုံးတယ်တပိတ်တစ်လုံးနဲ့အတူတောင်ပေါ်ကိုပြန်လည်ရောက်လာခဲ့တယ်ဦးသိန်းလေးဘလို့ဖြစ်ပြီးအစောကြီးတက်လာတာလဲနေခင်းဘက်ဆိုရင်နေဘူးလို့အစောကြီးတက်လာခဲ့တာဦးသိန်းလေးကတပိတ်နဲ့တင်ငန်းတွေကိုနေရာချလိုက်ပြီးတော့အဖိုးအနှမ်းရှိမှထိုင်နေတဲ့ချိန်နေမန်းတစ်ခုကိုရှင်ဝယ်ပိုက်ပြီးတက်လာတယ်ကရင်အမျိုးသမီးကြီးကိုမြင်လိုက်ရတယ်ဦးသိန်းလေးနေဆုံးဖုံးဖို့အတွက်ရှိတာလေးတွေချက်ထားပါတယ်
စွန်းလူကိုလက်ခံပေးပါဦးသိန်းလေးကစွန်းပန်းကိုလက်ခံလိုက်ပြီးကမှဘလို့ပြန်ပြောရမှန်းမသိဖြစ်နေတဲ့အတွက်ဒကာမကြီးရဲ့လူအင်ဆန္ဒတွေပြေးပါလေလို့ပဲဆူတောင်းပေးလိုက်ရတယ်ဦးသိန်းလေးလည်းဒေဒီပေါ်မှာသတင်းသုံးရင်းနဲ့နေဘက်တွေဆိုအောင်မြတ်သာတို့နဲ့အတူဒေဒီတန်ရှင်းရင်းနဲ့အဖိုးနဲ့တန်ရှင်းရည်တွေလောက်ကင်ပြီးတော့ညဘက်ရောက်ရင်တီးတလောက်မှတ်တလောက်ဖျားကုံတော်တွေကိုရွတ်ဖတ်ပွားများနေခဲ့တယ်ဦးသိန်းလေးကဂုံတော်ရွတ်ဖတ်ရတာကိုသဘောကျပြီးတော့ပရိစိတ်ရတာကိုသဘောမကျတဲ့အတွက်အချိန်ရရင်ရသလိုပါဇက်ကနေတွတ်ရွတ်ဆိုနေခဲ့တယ်အခုလဲမိုးတွေနှဲငယ်ရွာနေတဲ့အတွက်သတင်းသုံးတဲ့ဝစ်ထဲမှာစောင့်ပြီးတော့အောင်မြတ်သားတို့နဲ့စကားပြောနေတဲ့အချိန်